အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာလာချာမှာကျွန်တော်လီယိုလို့ပဲခေါ်လို့ရပါတယ်ဒီနေ့ blog ဖူးဆော့ပြပါဦးမှာပါဟောဝင်သွားပါပြီလိုင်းကြနေလို့ပြန်ထွက်မှာပါအပြင်ကအတန်လေးကိုတီးထမိပါဗျာဝင်နေတော့မရှိပါရဲ့ဗျဟာပါကျွန်တော်အခုစီးဝဲပဲရှိပါတယ်ဒီမှာ pirate နဲ့ရေးတာပါဟိုခရခက်လို့ကျွန်တော်ကတော့ pirate ပဲယူလိုက်ပါပဲဒီမှာရေးရဲကျွန်းပါပါကျွန်တော် giveaway ပေးပါမယ်ဒီမှာ level ကတော့ math ပါဘာလို့ရှိရဲဆိုတော့အရင်တော့ကျွန်တော် memo စားထားတယ် memo စားပြီးတော့ graffiti စားလိုက်တယ်ဗျာဒီမှာ speed ရှိတယ် rough ရှိတယ်ကောင်းတဲ့ဖူကြီးပဲနော်မအင်ကြီးဆိုတဲ့အဆုံးပဲဝါကောအဆုံးပါပဲဒါဟက်ကီပါ level max ပါဒီမှာစပယ်တော့မပြည့်ပါဘူး level တော့ဟို level တော့ပြည့်ပြီ level တော့ပြည့်ပါပြီဆိုတော့စီးတွားမလားမတော်တော့ဘူးဒီမှာပဲဒီကောင်းနေတက်မယ်ချက်ရတည်တယ်ဗျာဒါက level မြင့်ရဲဆိုတော့ဒီမှာကြည့်ဒီမှာပါဒါဒီလိုမျိုးဒါဒီလိုမျိုးအဲ့ဒါခဏပဲပြောင်းလို့ရတာပါဒါတခါတလေမှပြောင်းလို့ရတာဒီပေါ်ပြန်တဲ့ဟာတခါတလေမှပြောင်းလို့ရတာကွာဘိုင်းလည်းမသိဘူးဖြတ်သွားကနူးတွေဒီကောင်းရဲ့နူးတွေပါကျွန်တော်တစ်ချက်တည်းနဲ့နိုင်ပါတယ်အဲ့ကောင်တွေကျွန်တော်တွေးတဲ့ဆောက်မှမရောဘူးသူတိုက်တာဗျာခါဆောက်ပါဗျာဘာ giveaway ပေးမယ်နော် subscribe လုပ်ခဲ့ giveaway ပေးမယ် subscribe လုပ်ခဲ့ bye bye